ဒီနဲ့ပြည်စုံတဲ့ညနေခင်းအခါသမယမှာကျေးဇူးရှင်ဆရာဆရာမများအလုံးကာယဒုက္ခစိတ်ဓာတ်ဒုက္ခနှဖျားသောဒုက္ခတို့နဲ့ပြည်စုံနိုင်ကြပါစေလို့ဥစွာပထမဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ကျမကတော့ဒရာတသမထဲမှာပညာသင်ကြားနေတဲ့မှန်နေဝင်ဖြစ်ပါတယ်။ဒီနေ့အခမ်းအနားမှာ ACE ကျောင်းသားကျောင်းသူများကိုစားကျေးဇူးတင်စကားပြောခွင့်ရရှိတဲ့အတွက်အလွန်ပဲဝမ်းသာကိုယုံမိပါတယ်။ကျမတို့ဟာတမြေတစ်မျိုးကနေပြီးမိဘရေဝင်ကိုဖိတ်ခေါ်ပါဆရာသမားတို့ရဲ့အိရိတ်ဆရာကိုဒါရောက်ကုန်လို့ရင်ပညာရည်တို့တောက်စုနေကြရတဲ့သူများဖြစ်ပါတယ်။ပညာရှာဖွေရမှာအတက်နေတဲ့ဒီပဲညပြဝတ်ဆောင်မရင်တက်ကောင်းနေပြီးတရားကျူးခြင်းမှုအတက်ဆရာဆရာမများကအုတ်ထင်းကြီးကျဆုံးမှာပါပညာကိုလည်းပြေးခဲ့ပါရဲ့စိတ်တဲ့ကိုလည်းပြည့်ပြီးစိတ်ကဲကိုလည်းထိတ်ခဲ့ပါရဲ့ရေဝင်ဖြစ်ကြဝိတိတာကိုဝေပေါင်းမိခင်ဆုံးမတင်တို့အကျဉ်းဆရာလက်ဆရာတို့၏ဆုံးမပြည့်တယ်မှုများကြောင့်ကျွန်တော်ကျမတို့သည်ပညာပြည့်ဝနှလုံးသွင်းခဲ့ရပါတယ်ရှင်မဟာရထတာရကလည်းယူဇနာပေါင်း7400အမြင့်ဆောင်သောတောင်မြင့်မိုးရှိဂုံကြည့်ပြီးသည်မွေးမိပါခင်ကျေးဇူးရှင်နှင့်အကျဉ်းဆရာထိုသူငါတို့သည်အနေနဲ့ကိုင်းဝင်ချစ်ပြီးဟူ၍ဆုံးမခဲ့မှုသည့်အတိုင်းမြင့်မို့တောင်သည်ဆရာတို့၏ကျေးဇူးနှင့်နိုင်ပါကတောင်ဘုံနေမြတ်တာဖြစ်ပြီးယူဇနာ2,000,000တောင်အထုရှိသောမဟာပထဝီမြေကြီးသည်ဝါရုံငယ်မြတ်တာဖြစ်ပါလိမ့်မည်ယူဇနာများစွာခြေဝဲသောမဟာသမုဒ္ဒရာမှာရေဝဲငယ်ပါမှာဖြစ်ပေလိမ့်မည်ထို့ကြောင့်ပင်ဆရာတို့၏ကောင်မမြမ၍ကျေးဇူးကကြီးမားလာပါသည်ACE တို့ယောဂစာအခါသမယကာလကပင်ပညာသင်ကြားရေးနေထိုင်ရေးစတောက်ရေးစသည့်ကိစ္စအဘောကို၎င်းအရာရာရှုံးမွေးအစဉ်ပြေရေးကိုလှုပ်ဆောင်ပေးပါသောဆရာမကြီးတော်တန်တန်တို့ဆရာမကြီးတော်အေးကျွေဆရာမကြီးတော်ညီတန်းနှင့်ဆရာမကြီးတော်မြမြဝင်းတို့အားဥစွာကျေးဇူးတင်ရှိပါလိမ့်ရှင်သက်ဆိုင်ရာဘာသာရေးများကိုအတင်းအသီးသီးတွင်စေတနာဝါဒနာအနည်းငယ်များကိုအရေးခင်ကသင်ကြားပြတာပို့ချပေးကြပါတော့ဆရာဆရာမများလေ့ကျင့်သင်ကြား၍အနည်းငယ်ကြီးရပေးပါတော့ခိုင်းဆရာဆရာမများနှင့်ကျောင်းသူကျောင်းသားများကိုစေတနာအရေးတည်မေတ္တာကျေးဇူးအုပ်ချုပ်ကြသောအဆောင်မှုဆရာဆရာမများကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါလိမ့်ရှင်ဒါအပြင်ကောင်းမှုမြင်လို့ကောင်းအောင်ကြိုး၍ကောင်းကျိုးကိုလိုက်တည်စေရန်ဆုံးမတည်တည်ပေးခဲ့ကြပါတော့ဆရာဆရာမများအားလုံးသက်ရှင်ခြင်းမှာ၍ကောင်းရာဆန္ဒအဝဝသည်စိတ်တော်တိုင်းကိုပါရပါစေကြောင်းဆုတောင်းမေတ္တာပို့တာရင်ဒီကုန်းချလိုက်ရပါတယ်ရှင်ပူဇာစာပူဇာလေနာဧတံမောလာမုဒ္ဓမေမင်္ဂလာတရဏအရေးအေလူတီအေပုဂ္ဂိုလ်ဒီကိုပူဇော်ထိုက်တယ်ပူဇော်တော်ရယ်ဆိုတော့တာရသမေရောဆန္ဒမှာပေါက်ဖော်လာတယ်စေတနာရောကေဒီရဲ့အခမ်းအနားဖိုက်ပေါ်လာတယ်အခမ်းအနားရယ်ဆာမကြီးရော easy စာတန်စာကြဝိုင်းနဲ့ဘော်ဒါကြီးအမတန်မှာမင်္ဂလာကြတဲ့အပေါင်းတော်ပြည့်စုံရအခမ်းအနားတစ်ခုဆိုလေပမာပါတော်တော်နဲ့ဆာဆာမတို့ကကျောင်းသားကျောင်းသူများအပေါ်မှာရေနဲ့ပေါ့နော်စေတနာဝါဒနာနိုင်နာဆာမကြီးဆိုပြီးဆရာဆရာမကနေပြီးတယ်တော်တို့သမိတို့အပေါ်မှာဆုံးမသွဲတော်တယ်ခတ္တရာမှာဂရုဏာဒေါသတိနဲ့နော်စိတ်လိုက်မယ်ပါပရောမင်းရမိုက်ပရောဆိုဒီကိုလက်အပရောကလူတယောက်ကတွေးရအခါမှာတစ်ခါတည်းနဲ့ရေဖိုင်းနေဆိုပါနော်ရေဖိုင်းနေဆိုပါတယောက်တည်းတစ်ခါတည်းနဲ့ဒေါသထောပြီးပရောနေဆိုပါလို့ပရောနေလေတော့ဆရာဆရာမဤပရောတိမှာတော့ရေတဲ့မေတ္တာတရားနဲ့ပရောဆိုမေတ္တာတရားပါဆိုကိုတာရုသမီးတို့ဒီဖို့လိုပါတယ်ဒါတခြားကပညာတော်ပြတဲ့အခါမှာတာရုသမီးတို့ရဲ့ဇာရိတစေကစမဂိမေတ္တာပေါ်ပါရဲ့ဇာရိတစေကဇာရိတဆိုနော်ဆရာဆရာမဘုမအဆောင်ဆိုခဲ့အဆောင်မနေပြီ sorry စေကဆောင်းမလိုက်နာဖို့စေကကျောင်းမနေကျောင်းစေကအဆောင်မနေအဆောင်မအဆောင်စေကကိုလိုက်နာကျောင်းသုံးဖို့လိုပါတယ်လိုက်နာကျောင်းသုံးဖို့ဆိုမှာနာခဲ့တယ်မှာပရောဆိုဆုံးမဆိုကိုနာခဲ့တယ်မှာပရောဆိုဆုံးမဆိုကလေတော့ဆရာဆရာမကြီးအကျိုးပြိမပါပါလို့သမီးတို့အကျိုးပြဆရာမကြီးဆရာမနေနေတဲ့ရောဆရာမတို့ဆိုရင်တော့ဘောနော်ကိုမနောက်ဆက်တော့ဆရာမိသားစုမရှိရတော့နဲ့
တာတို့သမီးတို့အပေါ်မှာအာရုံဒီစိတ်တို့အားလုံးနိုင်ထားတယ်ကိုကျိုးတော့ဖူးလေအာရုံမဆိုင်ပဲနဲ့တာတို့သမီးတို့အကျိုးကိုလိုလားပြီးအမေရိကန်ပရိုဆူဆုံးမအနေနဲ့ပေါ့နော်အနေနဲ့ပရိုဆူဆုံးမဥပမာပေါ့အခါတည်းစေတနာရီတိပါရီရလေတော့ကိုကြီးတော့ပေါ့ကျင့်မာရီကိုတော့ကအလေးနာမထပြီးနဲ့တာတို့သမီးတို့အကျိုးကိုလိုလားပြီးအမေရိကန်အနေနဲ့ကရမ်ပဲဆောင်ရှောက်ပရိုဆူပြတာထားပါတယ်အဲ့တော့လည်းတာတို့သမီးတို့တွေအခုကစေကံပေါ့နော်ဇာရိတာစေကံဇာရိတာဆိုဆိုမှာဇာရိတာလေးပဲဗျာဥပမာဒီရှိဒါဒီရှိမလာဒီရှိမလောရာနော်ဒါတော့စေကံနဲ့ဇာရိတာကိုတာတို့သမီးတို့တွေအသိစိတ်နဲ့ထည့်ရခံတာတို့သမီးတို့ကဒီအင်းနာနဲ့ရမလားဒါကသူဒီတာခဲ့ဖို့တချို့တွေကသူမတာပဲဝဲကြောင့်ယုံကြည်အခါအလုထလာတိမှာလုတ်ကလေးတော့ဒီစင်နေကနေအမိုက်တာအစစလိုက်တဲ့ကြတာတို့သမီးတို့မိုက်ကိုတေရှုံဒီတေရှုံရီအမြင်မှာဒီတေရှုံတာရရီစုကလေးတော့စလူးစိတ်ဆိုရောတေရှုံနဲ့ပဲဝဲကြောင့်ကိုနေရည်အခါမှာလူစိတ်ဆိုပရီလိုအီရှဲပြီးကလှုပ်ရှော်နေစိတ်ဒီပိုက်ကြပေါ့ချုပ်ထွေးပြီးကလူစိတ်ကိုတကမပရီလုံးYour special thing second desire to JJ meme nearly on one day. Taro the Miroba, Sarah Magiroba, Alu to take a she duty. I love it. Yonone, Taro the Mirore, Inarashine, Remla Vine, the Corner Girocolito, second desire, read or Samagi Broca, Yoshita, Pura, that are secret prosoma, the shallow line of it, Sarah Samagiro Prosu. ဆုံးမရဆိုရင်ကျင့်နေစရာဖိုက်တယ်တဲ့နဲ့တော်တော်သမီးတို့တွေအတရားတခြားကအေးရှိမှကျဲမာရီကိုဆိုင်ရဖို့ပြန်ဒီစိတ်ကနောဇာရိတာကလည်းကျဲမာရီနောဆောင်းနေနေတယ်တော်တော်သမီးတို့ကျဲမာမဒီစာတိကိုပရိုဇာနိုင်မကျဲမာကြီးကိုပရိုဇာနိုင်ကျဲမာရီလည်းတော့ကြောက်တော့ကြောက်သူတော့တအားခရာကြရဲ့တော်တော်သမီးတို့စိတ်နဲ့ကင်းနဲ့အိတ်ရှင်မယ်ရီစရှင်မယ်ကြီးကျဲမာရီစာမိုင်းကြီးအခုထိစိတ်တော့ဆရှင်အရှင်မယ်တို့လည်းလို့ကိုစိတ်ကိုတယ်မဲ့တယ်တော့လည်းထွတ်တွေရောကမရှိကြတော့လည်းတာဝန်သမီးတို့ကိုအမေနဲ့ဆုံးမရဆရှင်အရှင်ဆာပလက်ကျွေးရရောက်မယ်ဆိုကြတာဝန်သမီးတို့ကြက်မှာလောက်ဖို့တော်တော်လည်းအရှင်လကပင်းနဲ့အရှင်ဆရှင်စာဖဲရှင်လကပင်းနဲ့တယ်မဲ့ထားလာတော့လည်းအရှင်ဆရှင်ဒီကိုကိုယ်ပိုင်အသီးစိမ့်နဲ့စင်နေကင်းနဲ့စလိုက်တဲ့ကြလိန်လာကြီးကျက်မာရီပါကောင်းလာဘူးကျက်မာရီကောင်းခါမှာဒီလောက်ဆံမေးဝင်အနေကဲနေတဲ့အချိန်မှာတာတို့သမီးတို့တွေစားထားတဘူးပူဇော်လာဘူးဒါလည်းတာတို့သမီးတို့တွေကိုပိုင်ကိုနေမတိုင်းစင်တဲ့အောင်လာရတယ် try break အောင်လာရတယ်ဒါကြရစီတဲ့11 6 9 8အလုံးကိုပိုင်ရောအတင်းaddition စီမှာအခရိကကောင်းမခိုင်းဇာတိုက်တွဲဦးဒီပရိုဇာမရာတင်ကလေးတင်ပါတော့ခရိကကောင်းဖို့လို့လေနိုင်ငံလေးနိုင်ခရိကကောင်းဖို့လို့လေaddition ခရိကကောင်းပါမှာတွဲမှာချောချူအောင်မတာတို့သမီးတို့တွေအောင်မပရိမလာဖို့ပဲဒီတော့လည်းတာတို့သမီးတို့တွေဒီကပေါ့စားပြီးစိတ်ကဲနောဇာရိတက်ကိုဒီနေ့ဆုံးမပြီးအတိစိတ်နဲ့ကိုယ်စုကိုမေးတဲ့တုံးတဲ့ပြီးကိုမင်းသားစုအကျိုးဟောလာနဲ့မင်းသားစုအကျိုးကိုမရိုအကျိုးကိုနိုင်ရဲ့အကျိုးကိုလူမျိုးအကျိုးကိုစာထတဖို့ထည့်ဆောင်နိုင်တော့မိမကောင်မိမမဲယောက်ျားကောင်ယောက်ျားမဲဖိုက်ပါစီလို့ဆုမိုင်ကောင်တောင်းရအောင်နေကိုချုပ်ပါရစေအမရတာမြတ်ကြီးမတော်ရှောင်နေပြီစာမွေးနေကြီးအမဘွေကအလွန်မင်းကြီးကလာပြီးဖြစ်တဲ့အတွက်တာတို့ကိုကျမယေရှုဆိုင်ပါအရှင်မမဲစာကြိုးစားပါစိတ်ကိုတည်တည်ငြိမ်ထားပါအကောင်းဆုံးဖြစ်အောင်ကြိုးစားနိုင်ကြပါစေလို့ဆုတောင်းကောင်းရင်းနဲ့ပြောဆိုပါတယ်မင်္ဂလာပါရှင်ဆရာမကတော့ဒီ ACE ရဲ့ပံ့ပိုးသူဆရာမတော်နေတမ်းပဲဖြစ်ပါတယ်ရှင်ပထမဦးစွာပြောလိုတာကတော့ဒီနေ့တန်းနာကိုကြမ်းမာမာနဲ့စုံစုံညီညီကြပတ်ရောက်ပေးပါတယ်ဆရာကြီးဆရာမကြီးများဆရာမကလေးနော်ဆရာကလေးများ
နောက်ပြီးတော့အခမ်းအနားကိုတက်ရောက်လာကြတဲ့ဆရာမရဲ့ချစ်တော်နော်တပည့်လေးများအားလုံးကိုကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ရှင်ဆရာမကတော့နော်ကလေးကိုဘာဖြစ်စေချင်တာလဲဆိုတော့နောက်ဆုံးပွဲမှာပေါ့နော်ဆရာမအောင်မြင်မြင်နဲ့ပြညတ်သွားတယ်ဆရာမရည်မှန်းချက်ဒါလေးကိုရောက်သွားမယ်ဆိုလို့ရှင်ဒါဆရာမရည်မှန်းချက်ကပြည့်ပြည့်ဝနဲ့အောင်မြင်သွားမယ်နော်နောက်ဆုံးတိုင်းရတာလေးတွေဘဝမှာဘယ်လိုရှင်ကိုလိုရှင်နဲ့နေရာလေးကိုလည်းရောက်သွားစေချင်တယ်ဆရာမတို့လုပ်တဲ့ဒီခန္ဓာပစ္စည်းလေးဟာတော့မှဒီလိုအနေထားလေးဖြစ်တယ်ဆိုတာကိုသားတို့သမီးတို့မြင်စေချင်တယ်ဒါလေးကိုလည်းပဲအမှတ်တရထိန်းထားပေးပါနောက်ရှေ့ဆက်ပြီးတော့ဒီတဲ့ကောင်းမွန်တဲ့အခမ်းအနားတွေကိုသားတို့သမီးတို့တက်ရောက်စေချင်ပါတယ်နောက်ကိုကတမန်မဟုတ်ဘူးအများကြီးကိုဖန်တီးနိုင်တဲ့ကလေးတွေဖြစ်တယ်ဆိုတာကိုလည်းသိစေချင်တယ်နောက်ပြီးတော့ဒီခန္ဓာတစ်သေးလေးကိုကြည့်ကြည့်လိုက်နော်စနေတကြနဲ့ဖန်တီးပေးထားတယ်နော်ရှေ့ကဥဆောင်ပေးသွားတယ်နောက်ကငါတို့ပုံတက်ညီတဲ့ညီနဲ့လိုက်လာခဲ့ကြတယ်နော်အဲ့ဒါဆိုလို့ရှိရင်ပျော်စရာလည်းကောင်းတယ်နော်ချစ်စရာလည်းကောင်းတယ်နောက်ပြီးအောင်မြင်မှုကိုလည်းရတယ်ဆိုတဲ့အသည့်ကိုလည်းပဲတာလို့သမီးတို့ကိုသတိထားစေချင်ပါတယ်နော်အဲ့ဒီ message လေးကိုလည်းပဲပေးချင်ပါတယ်နောက်ပြီးတော့ရှေ့ဆက်ဆံလို့နော်သမီးတို့သားတို့ဟာတက္ကသိုလ်အသီးသီးကိုလည်းတွားကြအောင်မှာဖြစ်ပါတယ်နော်သားတို့ရှေ့ရနေပြီးတော့လမ်းပြပေးနေတဲ့လူတွေဟာလည်းပဲဒါအကောင်းဆုံးကိုဖန်တီးနေတဲ့လူတွေသူတို့ဘဝမှာအကောင်းဆုံးကိုစူးစမ်းနေတဲ့လူတွေဆိုတာကိုလည်းသားတို့သမီးတို့သတိထားစေချင်ပါတယ်နော်ကိုရောဘယ်တော့ဒီပန်းချက်ထားပြီးတော့ဘယ်လိုနေရာရအောင်သွားမလဲငါတို့ရဲ့ပတ်ဝန်းကျင်ဒီချက်နေလို့တော့မဖြစ်ဘူးနော်ငါတို့ဒီချက်အကောင်းဆုံးဖြစ်အောင်စူးစမ်းမယ်ဆိုတဲ့ message ကိုပေးချင်တာပါနော်နောက်ပြီးလို့ရှိရင်ဗါလဲဆိုလို့ရှိရင်နောက်ရှင်းဆက်ပြီးတော့နော်ဆရာမတို့ကျောင်းရဲ့အဓိကညီမချက်ပေါ့ဆရာမရဲ့ပထမဆုံး AC ရဲ့ပထမဆုံးခြေလမ်းဒီခြေလမ်းမှာနော်ကျယ်လေးတွေအများကြီးဖြစ်ချင်တယ်နော်ကျယ်လေးတွေအများကြီးလိုချင်တယ်အဲ့ဒါကဘာဝင်ညွှန်းတာလဲဆိုတာသဘောပေါက်ပါတယ်နော်ဒါတို့သမီးတို့ရဲ့အောင်မြင်မှုတွေဟာဆရာမတို့ရဲ့လိုချင်တဲ့နော်ညီမချက်ဆရာမတို့လိုချင်တဲ့နော်ကြည့်ကြတယ်နောက်ချင်းတိုက်ပါစီဟုတ်တယ်နော်နောက်ပြီးတော့ဒီနေ့ကျော်ကြီးရဲ့သူ့ရဲ့စိတ်ကလည်းဒီကနေ့မှာအချင်းနဲ့တည်းဒီကုမရှိပါတယ်ဒီမှန်းချက်တွေရှိပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီလောက်တည်းလေးခန္ဓာမဟုတ်ဘဲနဲ့ဒီတဲ့အောင်မြင်တဲ့ခန္ဓာကြီးတစ်ခုကိုလည်းပဲဒီလုပ်ဖို့အတွက်သူရည်မှန်းထားပါတယ်ဆရာမတို့ကပထမဆုံးရည်မှန်းချက်ထားတယ်အဲ့ဒါပြီးတော့မှဆရာမတို့လိုချင်တဲ့နေရာရောက်သွားတာ哦အဲ့တော့အဲ့ဒီရည်မှန်းချက်မှာတားလို့သမီးတို့ပါမှဒီခန္ဓာဖြစ်မှာဆိုတော့တားတို့သမီးတို့ကလည်းအကောင်းဆုံးစူးစမ်းပေးပါလို့နော်ဆရာမတို့ရည်မှန်းထားတဲ့ AC ရဲ့ရွှေရောင်အနာဂတ်တွေဖြစ်ပါစေလို့နော်တားတို့သမီးတို့ကလည်းစူးစမ်းပေးပါလို့တိုက်တွန်းနေဆရာမသားကိုဒီကုံချိုးလိုက်ပါနဲ့ကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါဆရာမတော့ဆရာမကြီးတွေအကုန်လုံးပြောတော့ပြီဆရာမဆုပေးတာတော့လေဂိတ်စိတ်ကနေဂိတ်တွဲတီတာလို့တမီလို့အကုန်လုံးအစီကအကုန်လုံးညာလုံးပဲအမြင်လို့ရပါစေဆုတောင်းပေးပါလေကိုလေးပြောပါရမယ်စုပြီးတော့မယ်ဒါကြောင့်မို့လို့ဒီခန်းနာမှာပြောကြတဲ့ဆရာကြီးဆရာမကြီးလောဘကံကားတွေအားလုံးနဲ့ခြေတပည့်များအားလုံးဝီချင်းမှချင်းစိတ်ချင်းလာခြင်းနဲ့ပြည့်စုံကြပါစေ။ဘောမှာလူရဲ့စင်လာအော်နဲ့ပြည့်စုံကြပါစေ။အထူးသဖြင့်ဒီကျွန်တော်ဒီဆရာတို့ဆရာမကြီးတို့အကုန်လုံးညှော်လင်းအားရတဲ့ဒီ grade ပဲကျောင်းကြီးတောင်းတာများအနေနဲ့ဒီကုလာတဲ့တဲ့သူဝင်စာဝေးကြီးမှာသူရှင်ဆိုအောင်မြင်ပြီးတော့ခြေဝန်းလေးများစွာနဲ့ဘုံတို့များစွာနဲ့ဒီAC ဘော်ရာရဲ့ဘုံကိုဆောင်းတဲ့ပြင်ကိုတိုင်းပြည်ကုလူမီရဲ့ဘုံလေးဆောင်းတဲ့လူကြီးပြီးဟိုတဲလို့တဲ့တက္ကသိုလ်ကျောင်းတော်ကြီးမှာအစင်းမြင့်တယောက်နဲ့ပြပြကြပါစေလို့ဆုတောင်းရင်းငုံရှုပ်ပါတယ်မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ဒီနေ့ပါအားလုံးလေးညနာတွေကအကုန်လုံးချွန်လန်းပြီးရင်ဒီနေ့ကထူးထူးခြားခြားကိုချောနေကြတယ်အကုန်လုံးနော်တကယ်အဖြူအောင်နဲ့နော်အကုန်လုံးစိတ်ရောနော်ရောင်ရောအကုန်လုံးရှူနေကြတယ်နော်ဆရာကြီးဒီဆရာမကြီးတွေအတွေ့အကြုံတော်တော်အများကြီးရှိတဲ့ဆရာမကြီးတွေစုပေးထားပြီးပါပြီနော်တခုပဲပြောပါမယ်နော်လူကောင်းလူတော်နော်လူကောင်းလူတော်ဖြစ်ပါစေလူတော်လူကောင်းဖြစ်ပါစေ
ကောင်းတော့နော်တော်ပြီးမှကောင်းတာပါတော်တယ်ဆိုတာဒါပညာအဆင့်တက်ကိုပြောပါတယ်ခုဟိုအတန်းအောင်လာတွေကတော်လာပဲနော်အတန်းအောင်လာစင်တက်အောင်လာပဲတက္ကသိုလ်တက်တဲ့ဝေးရတယ်ဒါတော်လာတာပဲဆန်းတော်လာတာပြီးမှကောင်းလာတာအလူတော်တွေနေတဲ့နေရာမှာဟိုဘလို့ဆိုမလဲဘိုးဘွားကိုနော်ညှင်းပြတဲ့နေရာတွေရှိတယ်လူတွေရှိတယ်လူတွေကလူတွေနဲ့နေကြတာလူနဲ့မနေချင်တဲ့လူတွေမရှိဘူးအကုန်လုံးလူနဲ့ပေါင်းရတာလူနဲ့ပေါင်းတဲ့အခါမှာ cooperation skill တို့ဒီ teamwork skill တို့လိုပါတယ်နော်အဲ့ဒီလိုလုံရင်နော်လူတော်ကနေပြီးလူကောင်းဖြစ်ရတာနော်အဲ့တော့တာလို့သမီးတို့ရှောက်တဲ့ဘွားလဲမှာနော်လူတော်နေလို့လည်းမဟုတ်ဘူးကောင်းဖို့လေးလိုပါတယ်လူတော်နဲ့လူကောင်းတစ်ခုပေါင်းလိုက်မှာပဲနော်ကို live မှာတကယ်နော်ထွန်းပေါက်နဲ့အောင်မြင်ဖြစ်မှာပါဘူးလို့ဆိုတော့စစ်တဲ့တော့ဘာလို့ကတော့နော် automatic အောင်ပြီးသားပါစစ်တဲ့ကလေးတွေနော် IO တွေရော Eco တွေရောအကုန်လုံး AC မှာတက်နေတဲ့ကလေးတွေအားလုံး 100% အောင်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးမင်္ဂလာပါဆရာဆရာမတွေရောတောင်းတာတောင်းတွေအားလုံးမင်္ဂလာပါနော်ဒီမှာတော့ဆရာပြောစရာလေးနှစ်ပိုင်းပေါ့ပြောလေပြောချင်တာမိုင်းပေးတာနဲ့ပဲလို့ပြောတာဒါပိုင်းကတော့မင်းတို့ကဆရာတို့ကာယကံဝစီကံမနောကံနဲ့ဒီမှာရင်းနဲ့ဖွင့်လို့ပါဆိုတော့ဝန်စားတောင်းတယ်ဆရာရှိမှာတော့ကာယကံလည်းလုပ်ပြီးမနောကံလည်းဆရာတို့ဒီမှာတော့မလုပ်ဘူးကာယကံရောဝစီကံမသိဘူးလို့ပေါ့မနောကံတော့မသိမရှိဘူးလို့လည်းထင်ပါတယ်ရှိရင်လည်းဒီကာယကံသုံးပါးနဲ့ဒီမှာခဲ့ရင်လည်းဆရာတို့ကတော့ဖွင့်လို့တက်တဲ့မျိုးတွေပါပဲဆရာဆရာမဆိုတာကောင်းတာကောင်းပုံကတော့အပြည့်မြင်ပါဘူးအဲ့တော့ရှိခဲ့ရင်လည်းဆရာတို့မင်းတို့ဒီကြည့်ပြီးလို့ခါစေးရမှာရှင်းရှင်းလင်းလင်းမှတ်ထားပါမင်းတို့ပြောရတဲ့အကြောင်းဒီလိုမရှိတော့ပါဘူးအဲ့တော့အပြစ်ဒီအင်းအကြောင်းကိုပြောပြီးရင်တော့သုံးမဩဝါဒဆိုတဲ့စကားမှာသုံးကတော့ပြောတော့ပါမာစရာလို့ပြောတယ်ဆရာကလည်းဒီလိမ်မာတဲ့ပုံပေါ့အဲ့တော့မာစရာလည်းမာတယ်ကိုသားတို့ပြီးလို့ကြည့်ရတာမြစ်စာတော့တော်တက်ကြောတယ်တော်ချက်ပါလေးပြတာအဲဗရင်းကြော်ရဲကြော်ဖွင့်နေတယ်များလာတိုးတယ်လေးလန်လာရှင်းပြောရင်မြစ်စာတော့ဆရာတော့ဒီမျိုးတွေ့ထားတဲ့လူတော့နည်းနည်းချင်းသွားတယ်ဒီလိုပြန်ဖြစ်သွားကြတယ်ဒါကြောင့်မလို့ပြောချင်တာကတော့လူတွေလေးလံနေတာစိတ်ကလေးတွေပေါ့ဒီလိုပွဲလမ်းတွေလုပ်ပြီးတာတော်လေးဝမ်းတော့ဘာကြောင့်လဲဆိုတော့မင်းတို့စိတ်တော့ကနရမ်းနေတဲ့စိတ်ကလေးကိုပြန်ပြီးတော့ fresh ဖြစ်သွားအောင်ပြန်လုပ်ပြီးတာပေါ့အဲ့တော့ဒီပွဲလမ်းတွေပြီးသွားပြီဆိုရင်တော့မင်းတို့အားလုံး fresh ပြီးတော့ဆက်ထမှာတယ်ကြောင့်စနေနေ့တွေစိတ်တွေလူတွေနဲ့တက်တဲ့ကြွကြနဲ့စနေနေ့ကိုသူ့ရဲ့အောင်မြင်အောင်ဖြည့်ဆို့ဖို့ကြိုးစားပြီးဖို့ဆရာမကျော်လည်းပြီးတော့ဒီစနေနေ့ကျောင်းသားကျောင်းသူအားလုံးဒီလည်းပဲဆောင်းဝဲမှာသူ့ရှင်အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်AC ပေါ်ရမှာတက်နေတဲ့ကျောင်းသားကျောင်းတွေနော်ဟိုဘဝမှာအောင်မန်းနေသင်မြန်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်နော်ပြီးရင်အခု grade တွေတက်လို့ဝန်ထမ်းပြည်စုံမဲ့ကျောင်းသားကျောင်းသူတွေရတယ်နော်အောင်မြင်မှုတရားပူလေးကိုစုကူးနိုင်ပါစေလို့နော်ဆုမွန်အောင်တောင်းပေးပါတယ်နော်အဲ့တော့ဆုံးမဩဝါဒကတော့ဟိုလူပေါ့နော်လူရလို့ဖြစ်လာရင်အားတော့နော်ဟုတ်လားစိုးတော့ကောင်းတော့ကျွံတော့ဟုတ်လားနော်နာမဝိဒနာတွေတက်လာနော်အဲ့နာမဝိဒနာတွေကဘယ်ပေါ်မူတည်လဲကိုယ့်ရဲ့အလုံးကိုင်းအကျင့်ကြံပေါ်ကိုမူတည်တယ်နော်ဟုတ်ပြီလားကောင်းအောင်လုပ်တာလဲဟိုပဲဆုံးအောင်လုပ်တာလဲဟိုပဲနော်ဟုတ်ပြီလားအဲ့တော့ကောင်းအောင်ကူးကျွံအောင်တော်အောင်နော်ကျင့်ကြံကြပါနေထိုင်ကြပါပြုမှုကြပါလို့ပြောချင်ပါတယ်ပြီးတော့တန်တရားတစ်ခွေမှာခဏတွေ့ကြတယ်လူတွေပေါ့နော်အဲ့တော့ဆရာဘောဆရာမတွေဘောဆရာဘောကိုနော်ကာယကံလို့စီကံမနောကံနေနဲ့ကလေးတွေကပြင်မမိတယ်ဆိုရင်လည်းခွင့်လို့တယ်နော်ဆရာမှာကာယကံဝစီကံမနောကံနေရှိရင်လည်းခွင့်လို့ကြလို့ပြောတယ်နော်ဟိုအပြင်အလန့်ဒီလိုပြောရတယ်နော်ဘဝမှာနော်အကုန်လုံးကတန်တရားမှာဆွေမျိုးတွေလိုဖြစ်တယ်နော်အဲ့တော့ဒီခု grade တွေသူတစ်ပြင်ပေါ့နော်အခုဖြေဆုံးတဲ့စာမေးပွဲမှာထူးထူးချွန်ချွန်အောင်မြင်မြင်နဲ့ဖြေဆုံးနိုင်ပါစေလို့တိုက်တွန်းရင်ဒီကုန်းချုပ်ပါတယ်။ကျွန်တော်တို့ကတော့လေအဖြစ်လဲဆိုတော့ဆရာတယောက်ရဲ့ PT ကိုခဏလေးခံစားလိုက်ရတာမို့လို့လည်းကျေးဇူးတင်တယ်။အဲ့ဒါပြီးတော့ကျွန်မမှာချင်တာလေကျွန်မတို့ကနေတိုင်းစာမေးပွဲအသေးလေးတွေရှုပ်နေဆိုရင်စာမေးပွဲအကြီးကြီးတွေဘဝမှာဖြေကြရတယ်ပေါ့နော်။
အဲ့ဆိုတော့ဒီရွက်ဆိုရင်သိမကြခင်စာမေးပွဲအကြီးကြီးတော့ဖြစ်ရမယ်အပြင်ဘဝမှာသူ့ထက်ကိုကြီးတဲ့စာမေးပွဲလည်းရှိကောင်းရှိလာမယ်နေ့တစ်ခုမှလည်းစာမေးပွဲတေးသေးလေးတွေအများကြီးရှိနေကြရတယ်အဲ့ဒီခါမှာကိုယ့်ရဲ့ပေါ့နော်ဆုံးဖြတ်ချက်တွေမှန်ပါစေမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေအတိုင်းလည်းလှုပ်ဆောင်နိုင်ကြပါစေပေါ့နော်ပြီးတော့ဘယ်လိုလဲဆိုတော့ဥပမာပေါ့နောက်တစ်ရက်ဆိုရင်ငါအတန်းတက်ရမယ်ငါအိတ်ရှင်နေတယ်ငါဘာလုပ်တင်လဲအဲ့လိုဆုံးဖြတ်ချက်မျိုးလေးတွေကအစားမှန်မှန်ကန်ကန်နဲ့ရှာနိုင်ပါစေဟုတ်ပါပြီအဲ့ဆိုတော့ဆရာမစကားကိုလည်းပဲနားထဲမှာအမြဲတမ်းစူးစမ်းရင်းနဲ့ကြားရောက်နေမယ်လို့လည်းပြောနေပါတယ်ရတယ်ကြာပြောတယ်နော်အမေကဆာမေကရောနော် ဟယ်လိုအော်ပြောမလားကျွန်တော်စီရတော့ဘလို့ကလည်းငစားစကားတွေကြားမယ်ဖြစ်ပါတယ်အဲ့လိုလူလည်းတီးသားပါဟုတ်လားကြောင်းပြန်ပြည့်တယ်ဆိုတော့စီတူအောင်ပြောတယ်လို့ပါပဲဘုံလုံးစီတူအောင်ဘောဖင်းနေတော့သုဒ္ဓဦးဆိုဒီကတော့ဘာပဲကျန်လာတော့မှပါတယ်မှာလေဟုတ်လားဒါနဲ့ဟိုပြောကြတယ်အများကြီးတွေကရင်ထဲမှာလုံးဝမပြောက်တယ်ပြောတယ်ဟုတ်လားအဲ့ဒါဘာလို့ဆိုပြောကြရင်လည်းမှာရွာမှာပါဟိုဒီဖက်တယ်ဟုတ်လားဒီဖက်တယ်လူကိုပြုစုတော့ရွာပြုဆိုအိမ်တိုင်းအိမ်ထဲမှာတားညောက်ရှိတယ်အဲ့တားညောက်ကသူတို့မိမချင်းမတည့်ပါဘူးတားညောက်ကဘာလို့လဲဆိုဖက်ကတယ်အဲ့ဒီမှာဒီကဒီရတယ်အဲ့ဒီရတယ်ဒီလိုချင်းဟာလားနောက်ဆုံးဟိုအိတ်ရတဲ့အထိအကုန်လုံးပဲပို့ရတယ်အဲ့ဒီမှာသမင်းပုံကသမင်းစားလို့မပုံနဲ့အဲ့လိုဆိုပြည့်လိုက်ပါတဲ့ဒီဖက်တယ်အဲ့ဘောကမသိဘူးကြီးတယ်တဲ့သူတို့မြင်သွားတယ်ရောက်ခံတယ်အဲ့ဒီမှာအဲ့တော့မှနေကူဒီစင်တော့ခံတာအဲ့လိုပဲဘောဆိုးပါတယ်အဲ့တော့မနေနဲ့ဒီလိုပဲအဲ့လိုကိုမိပါဘူးအဲ့လိုစက်စမ်းမှလည်းပြောစမ်းအမေကတော့မနေနေစင်တဲ့စကားပဲလားနောက်လည်းအများကြီးဆိုတာတွေလည်းမပြောတော့ဘူးဘာလို့မပြောအောင်ဆိုအပြည့်နဲ့ပြောရင်းနဲ့အပြည့်ဒုံပြီးတော့ရောက်ဘုရားရောက်မှမပြောတော့ဘူးခလားဒီကနေ့မာကတ်တွေတော့အောင်မသိဘူးကျေးဇူးတင်ကတော့ဆရာဒီရန်ကုန်မှာပေါ့နော်ပထမဆုံးဖိတ်ကြားခံရတယ်ဟောပေါ့ဒီအာဆီယံဆိုတော့ဆရာတို့ဆရာလက်ထက်ကဘယ်လိုဆို20ရှိသွားပြီ20မှာမှဆရာဒီကိုစီမှာတော့မကြာခဏအာဆီယံဆိုတော့မကြာခဏဖိတ်ခံရဘူးတော့ဒီမှာတော့ရန်ကုန်မှာတော့ဆရာအတွေ့အကြုံတဲ့ပေါ့အဲ့လိုဆရာကိုဖိတ်ကြားတယ်အေစီပေါ်လာမှဆရာမများနဲ့ကျောင်းသားကျောင်းသူအားလုံးကိုဆရာအနေနဲ့ကျေးဇူးပြုပဲဒီမှာလည်းအေစီပေါ်လာမှကျောင်းသားကျောင်းသူများအားလုံးဂုဏ်ပြုတွေအများကြီးနဲ့ထူးထူးချွန်ချွန်အောင်မြင်မြင်နဲ့ဘဝမှာမှတ်ကောင်းကောင်းနဲ့အောင်နိုင်ပါစေလို့ဘဝမှာတော့မဟုတ်သေးဘူးပေါ့နော်ဒီကြီးကျွဲအဆင့်မှာမှတ်ကောင်းကောင်းနဲ့အောင်နိုင်ပါစေဘဝမှာလည်းအောင်မြင်မှုတွေအများကြီးရပါစေလို့ဆရာအနေနဲ့ဆုတောင်းပေးပါတယ်ဘာကြောင့်နေလာဆရာတော်ဒီခိုင်းဆရာပေါ့နော်လက်ဆရာဘလို့တော့ပေါ့တဆိုးခလေးတွေတော့နော်မမြင်ဘူးတဲ့စီနော်အဲ့ဒါတော့အခုမှမြင်ရတယ်ကျေးဇူးပါနော်ဟုတ်တယ်တဆိုးခလေးတွေကတော့ရုပ်ရည်ကတော့အတော်နဲ့ရှိတယ်မမြင်ဘူးပါဘူးအခုမှမြင်ရတယ်နော်အဲ့ဒီတော့အခုအာဒီယာကလည်းဒုတိယအချိန်ပေါ့နော်ဒုတိယပထမတစ်ချိန်တော့ကျောင်းမှာလုပ်ပြီးပြီနော်ဒုတိယကြီးပေါ့တော်ပြီဆိုတော့ကျောင်းမှာပထမတစ်ချိန်တော့ကလေးတွေပေါ့နော်အခင်းအင်းမှာကလေးတွေသူတို့လုပ်တဲ့အခါမှာဒါကျောင်းမှာတော့မပြောတော့ဘူးအခင်းအင်းမှာပြောတဲ့အခါမှာပြောပေးပါဆိုပြီးတော့ခဏလောက်ပြောတယ်ပေါ့နော်အဲ့ဒီမှာဘယ်လိုပြောလဲစကားလို့ပြောပါမျိုးတွေမာတို့တွေနေရာဒေသတစ်ခုကိုလောက်တဲ့အခါမှာနော်တော့တခုပါနော်
adaptation ပေါ့နော်လက်တော့ညီတို့နေကြပါဆိုပြီးတော့နော်မနေ့ကဆိုတော့မနေ့ကချိန်ငါတို့ဆိုတော့တက်လို့ကြောက်တော့ဘွားပဲအဲ့ဒါကြောက်တော့ဘွားဆိုတော့စာလေးတော့မကျဲဘူးဒီတာပဲအလီလိုက်တာပဲနော်အလီလိုက်တာပဲသူဆိုမှမင်းသေးဆိုပြီးတော့ကောင်းပြီဒီအဲ့လိုပဲအဲ့လိုပါပဲဒါပေမဲ့အခုဒီမနေ့ကလည်းခုနဘာပေါ်လေးဆိုတော့မနေ့ကဆိုတော့ကြောက်တာအခုဒီဥစ္စာမှာဆရာဖြစ်တာဘူးဆရာဖြစ်တဲ့ခါမှာဘာပဲလဲဆရာစိတ်ကိုတွန်းရတာကိုနော်အဲ့ဆိုတော့ဆရာစိတ်ကိုတွန်းတဲ့ခါမှာအော်ငါမနေ့ကဒီလိုမရတော့ဘူးဒီကပတ်စတာ addiction နဲ့ငါတို့နေကြပါနော်နေကြပါဆရာတို့တော့ပါ addiction နဲ့မနေတဲ့အခါမှာဘယ်လိုဖြစ်နေလဲဆိုတော့ဆရာတို့ဒီမျိုးတော့အရင်တော့တက်စီတွေပေါ့နော်ဒန်တော့ဖြစ်တဲ့မျိုးသုံးကြောက်ဖို့တော့ဒန်တော့ညီတို့မနေကြဘူးအခုလည်းပါလေဆိုတော့မျိုးတော့ G12 ကြောက်တာပဲ G12 ဖြစ်တဲ့အခါမှာလေတော့ G12 ကြောက်တာနဲ့အနည်းနေကြပါလို့နော်တော့မကြမီစစ်တဲ့စာဝေးစစ်တော့မယ်စာဝေးစစ်တဲ့အခါမှာကိုကဘယ်လောက်ထိစာရနေပြီလေအခုဒီမှာအဖေပွားပြီလေအောင်မေရတော့အောင်ကြမှာပဲအမဲကောင်းမေရတော့ကောင်းကြမှာပဲအခုတို့သူ့လည်းနဲ့သူဖြစ်နေကြပြီအခုချိန်မှာစာတလုံးမရသေးဘူးဆိုပြီးတော့ကောက်ပြေပြီးတော့ဒီလားဆရာတော်ကခဏကတော်တော်နေပြီဟုတ်နော်အဲ့တော့ကြောင့်ရခလို့တော်တော်နေဖြစ်တဲ့အတွက်ကြောင့်ကိုယ့်အကူနေပြီးတော့ငါဘေးရဘက်ကိုတော့မှာဟိုဂျာမီသူရတော့ဂျာမီဖြစ်အောင်ငါ့ကိုကြားမှာလားအင်္ဂလိပ်စာတွေပါတော့အောင်းနေပြီလေငါအခုချိန်ကမဖြစ်တတ်ဘူးလားနော်ဗီဒီယိုရေးရှင်းတယ်အစီတယ်မဖြစ်တတ်ဘူးလားနော်ဆရာတို့ဒီတခြားဘာသာတွေပေါ့သင်္ချာတွေတခြားထားလိုက်ပါတော့အဲ့ဒီဘာသာကိုအားနေပြီလားအားနေတဲ့ခါမှာအခုမှရှိတယ်မေယုံမတက်ဆရာရှာကြီးဆာမကြီးတွေပါသူတို့စီကဘုံကြီးတောက်ကြပါကျွန်တော်တို့ဘေးဘက်ကိုကျင်းနေကြအောင်နေပါလေဘယ်သူမှကြားလို့မရဘူးနော်ဘယ်လိုကြားလို့မရဘူးအောင်ကျင်းနေပြီဘယ်လိုပဲအောင်လေ့ကျင့်နေပဲအောင်လေ့ကျင့်နေမနေပဲအောင်ငါကျင်းနေပဲအောင်ကျင်းနေပြီဒီအပိုင်းလားမနေ့ကဆိုရင်လေဆရာတို့တန်ငယ်ကြောင့်ပါလေထားလေးတန်ငယ်ကြောင့်ပါလေဒီမိန်းကလေးတရားပါနော်မြန်မာစာမကြီးပါလေဘယ်လောက်ကြောက်နေတယ်ဆိုရင် ABC ဒီ26လုံးကိုတော့နှင်းစီပြီးတော့ဂျီဘူးမတက်ဘူးတဲ့ဒါနဲ့သူဘာပဲတက်တော့အောင်တော့ဘလို့နည်းနဲ့အောင်တာလေးမသိဘူးနော်အောင်တော့တာလေအဲ့ဒီကတချို့သူတွေကဘာဖြစ်လဲဆိုတော့စာမရဘူးဒါပေမဲ့စာပေးအောင်လေတချို့တွေကဆရာတို့ပြောတယ်မသိဘေးဆိုင်လို့ကျွန်တော်ပဲဆရာကမသိဘူးပြောတယ်ကျွန်တော်တို့ကမှလည်းခလေးမဲ့တွေကတော်တော်စာရတယ်လေအဲ့မှာအမကစာရတယ်ပါညီမကစာမရဘူးဒါပေမဲ့ညီမမှာပါလေစာဝေးအောင်ပဲကန်ဆာတာပါလေတချို့တော့အဲ့လိုပဲကန်နဲ့အောင်တာရှိတယ်ပြောချင်တာဘလို့နေပဲအောင်ကန်နဲ့အောင်တာဘာကြောင့်အောင်တာလဲဆိုတာဒီကတခုပဲကုသိုလ်လုပ်ကြပါဘုရားတော်လေးပါလေလုပ်ကြနော်စိတ်လေးပါလေလုပ်ကြတော့ဆရာဖေမီတို့ကိုအခင်းကြီးမှာပြောတဲ့စကားရှိရနော်စာဝဘိုင်အိုနီကဘယ်လိုဖြစ်လဲဆိုတာနေတန်းနေမလားဘိုင်အိုကျွန်တော်2019ဆေးကြောက်တာပါနော်ဘိုင်အိုနီကနေလာဘာဖြစ်လဲဆိုတော့အိမ်မှာပုံမှန်ကအတင်းနဲ့ရှာတော့ဘုရားကြီးပရွေးတွေကိုတောက်ပြီးဆောင်းပြီးဘိုင်အိုနီကမိကျန်ဖြစ်တယ်မိကျန်ရတာဟာတော့တက်လိုက်ပါတော့တောင်းလိုက်ပါလေအရှင်ရှင်းမမနီကစီးတယ်လေတော့တက်ပဲတောက်လိုက်တယ်တောက်တော့တဲ့စာပွင့်ခင်မှာစတဲ့ဘုံမေးနေပါဦးအဲ့တော့ဘာကနေဆုံးပါပဲစောက်ချင်တယ်ပဲနေဆုံးပြီဒါတော့ဘာစာရီအကုန်မေးတာဒါပဲအဲ့မေးတဲ့ကဘာဖြစ်လဲဆိုတော့ငါဒီတိုင်းပဲဖြစ်တိုင်းပါလားငါဒီတိုင်းပဲနေခေးပါလားကိုကအဲ့ဒီမှာအဲ့စာဝေးအချိန်မှာစာဝေးပြင်မဲ့3နာရီဆိုတော့မှဆင်းမမနီလာအဲ့တဲ့တွေဘာမှတတိမရတော့ဘူးငါဒီတိုင်းပဲနေခေးပါလားဆိုတော့တတိယတော့ဒီတိုင်းပဲဖြစ်တာရတော့ဖြစ်ခဲ့ဆိုတော့အဲ့လိုပဲကိုဂေါတိရပဲဘယ်လောက်ကြာနေမှာလဲအခုဖြစ်ရတာဖြစ်အမဲပေးတာမပေးတာစာစီတိစာဆမတွေအပတ်ဖြေမေးတာကကိုအပတ်အဲ့တော့မာဒေချရာကျွန်တော်စာမရဘူးဂေါတိမှာဘာမှမရှိဘူးမဖြေဘူးဆိုမဖြေတော့မနေပါနဲ့အခုဖြေပါနော်အဲ့လိုအခုဖြေလို့ပဲငါတို့မှာနေမလားအောင်ဖြေတာကိုကြည့်ပြီးတော့နော်တော့ moderation ကလည်း20နဲ့ထိုင်တယ်ဒီအဲ့သူ့ကိုထိုင်တာပြီအဲ့တော့ကဲပိုင်ပေါတော့နေပါလေအဲ့တော့ရှင်းတဲ့ဖြေမေးသူတွေကိုပဲအတီးအားပြောတာပါဆရာနဲ့ထီးရတာကရှင်းတဲ့နေပြီဆိုတော့ guys ဆိုတော့နော်အဲ့တော့အဒီကတော့ရလာတယ်စာပွေးမှာဂေါတိယပေါ်တာပုံဖြစ်ပေးတာမပေးလားစာချမတွေအပိုင်းဆရာတို့ဘာလို့ပြောတော်ကြီးလို့ပြောဖြစ်တယ်အမက်ပေးလုံးဝမဆောက်ဘူးလုံးဝမဆောက်တာအဲ့ဆိုတော့စာပိုင်ပေးတာရှိတယ်အဲ့တော့ရတဲ့တမဖြစ်နော်ဘေးမှာဘေးမေရောဘေးနမဲနဲ့အောင်နော်အောင်ဒီအောင်ရင်ကျင်နေပြီအောင်ရင်ကြောက်ရတော့မေရောတနေတဲ့အစီဘော်လိုက်တော်ဒီကိုဆရာတို့ထွားဖြစ်မေနော်ဒီလိုရှိမေရောမိခတွေတာထွားဖြစ်မေတော့ငါတို့ဆိုရင်တော့အကိုလုံးကလာကြတဲ့သူတွေပဲနော်ဒီအများစုကတော့နော်အဲ့တော့နော်စံပွေးကိုဂေါတိမှာခဲမကြီးဝင်လာတဲ့စာပွေးခဲတွေဝင်လာတဲ့ဂေါတိမှာပေါ်တာဖြစ်ပါနော်အဲ့လိုဆိုတော့
ငါတို့အကုန်တို့အောင်ပြီးတော့ခင်ပါလိမ့်တာပါဗျာ မင်္ဂလာပါဆီယမနာမည်ကတော့ဒေါ်မမြတ်သူပဲဖြစ်ပါတယ်တော်တော်များများဆီယမပဲလေးလိုပဲတည်ကြလို့ဆီယမရဲ့နာမည်ကြီးကိုမတည်ကြဘူးနော်အခုလိုမျိုးဆီယမကိုအေးကြီးပေါ်တာဆီယမကြီးတွေကနေနေတူတူနဲ့ကြိုဆိုတဲ့ဆီယမကတကယ်ကျေးဇူးတင်တယ်ဒီပေါ်တာလည်းဆီယမရဲ့ဒုတိယအိမ်လိုဖြစ်နေတယ်အဲ့တော့ကလေးတွေနဲ့ကလည်းဒီမိန်းကလေးတွေဆိုရင်လည်းရင်းကြီးတယ်အဲ့ဆိုပြောချင်တာကဆီယမတွေကဒီကလေးတွေကိုပြောတဲ့အခါတစ်ခါတလေကျန်းကျန်းတန်းလေးပြောရှင်ပြောမိတယ်ချိုချိုတသားလေးပြောရှင်ပြောမိမယ်ရှော့ပြီးတော့လည်းပြောမယ်စိတ်တူမိတဲ့အခါလေးရှိမယ်အဲ့လိုစိတ်တူနေတဲ့အချိန်ကြီးလည်းကြုံမယ်ပေါ့နော်အဲ့ဆိုဘလို့ပဲပြောဒါကလေးတွေပေါ်မှာဆီယမတွေကတကယ်ရင်ထဲရလာတဲ့စေတနာနဲ့ပြောမိရအဲ့တော့အဲ့ဒါတွေကိုလည်းကလေးတွေကနားလေပြီးလို့လုံနေနေပေါ့နော်အခုဆီယမတွေကိုဒီလိုအခုဆီယမကိုဒီလိုကြောတဲ့အတွက်ကလေးတွေကာယကံဝစီကံမနောကံအဲ့လိုရှိတဲ့အဖြစ်တွေကိုအကုန်လုံးဆီယမဘက်ကခွင့်လုပ်ပါတယ်လို့နော်ပြီးတော့အခုချိန်မှာစာပေပွဲလေးပြီးတဲ့အတွက်ကိုဟာကိုရင်းမိတွေကမနေဘဲနဲ့ကိုပြန်ပြီးတော့ဝေဖန်ဆုံးသုံးတက်ဖို့လိုတယ်ပေါ့ငါဘယ်ဘာသာမှာဘယ်စာတွေကရပြီလဲဘယ်ခန့်အကျဉ်းသေးလဲအဲ့လိုမျိုးသူများကိုလိုက်ပြီးတော့မြင်းမြန်းနေတာတဲ့ကိုဟာကိုသိလို့လိုတယ်ဘယ်ဘာသာငါမှဘယ်ခန့်ကိုရောက်ပြီလဲဘာမရသေးလဲဘာရပြီလဲဘယ်ပြန်မှလာလို့ရှိရင်ဘယ်ဟာကိုမရအောင်လဲအဲ့လိုပြန်ပြီးတော့ဆန်းစစ်ဖို့လိုဒီတိုင်းနေနေနော်ဘယ်ခဲနေရဘလို့အမှတ်တွေရလဲဘယ်ဆီယမတွေကိုမေးရအောင်လဲဘယ်ဆီယမလာရင်ဘယ်ဘာသာကိုဘလို့မေးရအောင်လဲငါစာဘလို့လုပ်ရအောင်လဲငါရဲ့စာချက်ချိန်ကိုဘလို့ခွဲရအောင်လဲအိတ်ချိန်ကိုဘလို့ခွဲရအောင်လဲပြီးတော့နားယူတဲ့အချိန်နဲ့အဲ့လိုစာချက်တဲ့အချိန်နဲ့အဓိကထားအောင်လို့လေကျန်တဲ့အချိန်တွေမှာဒီလိုမျိုးစကားများနေလို့အစားပေါ့ပဲကိုကအိတ်လိုက်မယ်ဆိုလို့ရှိရင်ဒါကလေးတွေပို့ပြီးတော့အကျိုးရှိတယ်ပေါ့နော်ဆီယမပြောချင်တာကတော့ဒီလောက်ပါပဲဟိုလိုစာမေးပွဲမှာစိတ်ချင်းချင်းသာနဲ့ဂုဏ်လူတွေအများကြီးနဲ့အမှတ်ကောင်းနဲ့ပြည်စင်တဲ့တက္ကသိုလ်တွေကိုတက်ပြီးတော့ကျေဆုံးနိုင်ကြပါစေလို့ဆီယမကဆုတောင်းပေးလိုက်ပါတယ်နော်ပฏิရူပဒေတာဝါသောစာဆိုသလိုပဲတမိုးအောင်မှာကောင်းမှုနဲ့အစဉ်ခါကာလမှာတွေးရှိရတဲ့ကြောင့်အင်တန်ကိုပြောရှိဆက်ကောင်းတဲ့အစဉ်ကာလလည်းဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးခန္ဓာဖြစ်အောင်ကလေးတွေအားလုံးကဒစုဒစီညီညီညွတ်နဲ့စိတ်ပါလက်ပါနဲ့ပါဝင်ကူညီဆောင်ရွက်ပေးခဲ့တဲ့ကြောင့်ကလေးတွေအားလုံးကိုဆိုလို့ရှိရင်လည်းဒီလိုကျေးဇူးတင်ပါတယ်ဒါအမြဲတမ်းအတွက်အမှတ်တရဖြစ်နေမှာပါဒါပြီးရင်ဒီနှစ်ဒီအချိန်ကာလခဏနေဆိုလို့ရှိရင်ပေါ့အိမ်မကြပါဘူးရှင်ကဒီကာလပြီးတော့ပြီဆိုလို့ရှိရင်ကလေးတွေနဲ့ဆရာမတွေအားလုံးကဖဲခွာရတော့မှာပေါ့ကလေးတွေကလည်းတမျိုးတရွာစီကိုစီဆိုင်ရာဌာနအသီးသီးကိုပြန်ကြရတော့မဲ့မောင်မယ်လူငယ်တွေဖြစ်တယ်အဲ့တော့ဒီမကြခင်ပြန်တော့ရဲ့အချိန်ကာလမရောက်ခင်မှာကိုယ့်ရဲ့တငယ်ချင်းတွေဆရာမတွေအားလုံးနဲ့ရှိခင်ဒီနေ့ပြောရှင်နေပဲဖတ်သွားနေချင်ပါတယ်တငယ်ချင်းတွေကြားထဲမှာဆိုလို့ရှိရင်လည်းနော်စိတ်ဆန္ဒဟာကြလို့ရှိရင်ညင်းညူးနေတာမျိုးတွေဆရာမတွေပေါ်မှာလည်းအမြင်မကြည်တာမျိုးတကယ်ချင်းအချင်းချင်းကြားထဲမှာလည်းမလုံးမုန်းထားတာမျိုးတွေကိုရှိခဲ့တယ်ဆိုရင်လည်းဖြောက်စီရှင်ပါတယ်ဆက်ပြီးတော့လည်းမရှိသေးရှင်ပါဘူးနောက်လည်းမဖြစ်ပေါ်သေးရှင်ဘူးဒီချိန်တကယ်လို့ဖြစ်နေတယ်ဆိုရင်လည်းအလုံးကကာယကံဝစီကံမနောကံမြောက်ဝိစာတောင်းမှန်ကြောပြီးပြီဖြစ်တဲ့အတွက်ကြောင့်ဆရာမတွေအားလုံးကလည်းခွင့်လို့ပြီးသွားပြီတကယ်ချင်းတွေအားလုံးကလည်းတရားအပြန်အလှန်ခွင့်လို့ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ဒီစိတ်ဆန္ဒမျိုးအငြင်းကြီးတွေကိုအားလုံးဖယ်ရှားပြရနေတယ်။ဒါကြောင့်တကယ်ချင်းတွေအားလုံးကညီညီညွတ်နဲ့တမိုးအောင်မှာစာရီကိုပျော်ရွှင်ရွှင်တင်ယူပြီးတော့အောင်မြင်တဲ့ဘဝခီးလမ်းတွေကို၆လမ်းနိုင်ကြပါစေ။ကောင်းမှုမြန်လို့ပြီးတော့ကောင်းကျိုးလူရဆံသမျှတွေမှန်သမျှအားလုံးဒီမိမိတို့ဤကိုယ်စိတ်နှစ်ပါး၌အားလုံးတည်ရှိကြပါစေ။